မင်္ဂလာပါမင်္ဂလာပါဆရာမြို့တရားစောနော်ဟုတ်ဆရာမြို့တရားစောကဒီပြောရမယ်ဆိုရင်ဆရာရဲ့ဒီမန်လေးမှာပေါ့နော်ဆရာကိုတက်ပုံနေရိုက်ပေးဦးရယ်ပြီးရင်ဆရာကဒီထာဝရမန်လေးဆိုရက်ဒီမန်လေးနဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်ဒီဟာလေးကိုကြည့်လိုက်တယ်ဆိုရင်မန်လေးရဲ့အထင်ကြီးနေရာတွေပါသွားအောင်လို့ပေါ့နော်မင်းကလည်းပူပေါင်းပြီးတော့ review click လေးတွေလုပ်ဖူးရပေါ့နော်ဟုတ်ကဲ့ဆရာဆိုရင်မင်းကမန်လေးမှာငါရဲ့သဘောအကျဆုံးတခုဆရာမြို့တရားကဒီတက်ပုံလောကတွေကိုဘယ်လိုကနေရောက်လာတယ်အချက်လောက်ပြောပါဆရာပထမအောင်တော့ကျွန်တော်ကအရင်တော့ဒီ marketing လုပ်တာပေါ့ဆရာဒီဝန်ထမ်းပေါ့နော်ဝန်ထမ်း marketing လုပ်တာပေါ့နော်အိမ်အောင်ကြပါတော့ကျွန်တော်မျိုးသမီးကကျတော့ဒီဓာတ်ပုံဆရာမလေးပေါ့ဓာတ်ပုံဆရာမလေးကိုကျွန်တော်ကအရတော့ကြတော့သူပွဲတွေပါသွားတယ်ဆိုရှင်ကျွန်တော်မီတို့မန်တို့လိုက်သွားပါပေါ့ဆရာအဲ့မှာပဲကျွန်တော်ကဒီအလုပ်တစ်ခုတာဝန်ကျအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ပဲလုပ်ပေးရရင်နောက်ကျတော့အနုပညာပိုးလေးဝင်လာပေါ့အဲ့တော့လုပ်ပြီးမြောက်အောင်လုပ်တဲ့အဆင့်ကနေပြီးတော့မှအနုပညာအဆင့်ထိရောက်သွားပြီးတော့မှဒီဟာကိုယူသွတ်သွားတယ်ပေါ့အဲ့လိုမျိုးလေးပေါ့ဆရာဟုတ်မြို့တရားကဆရာကြီးမှလည်းတင်တက်ဘူးပဲပေါ့နော်ဒါ portrait နဲ့ပတ်သက်ပြီးတော့ဆရာ workshop တွေ join မှုတယ်ဆရာကဘယ်လိုမျိုးသိခဲ့တာဆရာကဘောတော့ဒီ3ချိန်မြောက်တင်တန်းကြော်ညာလေးပေါ့ဆရာရဲ့ဒီ one flat နဲ့ဒီ scan reduction တင်တန်းဆိုပြီးကြော်ညာလေးမှာပေါ့နော်တွေ့ရတဲ့အချိန်မှာကျွန်တော်ကဆရာရဲ့ဒီလက်ရာတွေကိုမြင်လိုက်တဲ့အချိန်မှာ vision တစ်ခုရသွားတယ်ပေါ့ဟာအမြင်လေးဆရာဒီဆရာလေးစီပါကတင်တန်းတက်ရင်ကောင်းမလားဆိုကျွန်တော်ဝေါ်ရဲဝင်ကြီးရဲ့အချိန်မှာလည်းဒီဆရာရဲ့ lighting ပေးနည်းတွေဒီ reduction လောက်ထားတဲ့အပိုင်းတွေဘာတွေမှာလည်းကျွန်တော်အတွက်ကိုပြားသိရမလားအများကြီးကိုအထောက်အကူပြုမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အမှဒီဆရာစီကိုတော့အဖြစ်မနေငါတင်တန်းတက်မှရမယ်ဆိုတဲ့စိတ်မျိုးဝင်လာပြီးတော့မှစပြီး join ခဲ့တာပေါ့လေဆရာဆရာကနေပြီးတော့ဒီတင်တန်းတက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တစ်စစ်ချိုးပြောင်းသွားတယ်လို့ပြောလို့ရတယ်ဆရာအဲ့ဒီမှာကျွန်တော်ရဲ့ဒီ lighting ပေးတဲ့ဟာတွေဒီ skin reduction တွေဘာတွေညာတွေအကုန်လုံးอ่ะပေါ့နော်ဟိုတော်တော်လေးပြောင်းလဲသွားတယ်ပေါ့နော်အဲ့ဒါကျွန်တော်ရဲ့ဘဝရဲ့တစ်စစ်ချိုးပြောင်းလဲမှုတစ်ခုပေါ့နော်ဆိုတော့ဘာပဲဖြစ်ဖြစ်ပေါ့နော်ငါတို့တွေဘယ်သူမဆိုပေါ့နော်ဟုတ်ကဲ့ဆရာအလုပ်တစ်ခုခုလုပ်တယ်ဆိုရင်ဒီတက်ပုံလောကမှာမဟုတ်ပါဘူးလုံနေနေမှာအခက်ခဲတွေအများကြီးကြုံရတယ်ကွာဟုတ်ကဲ့ဆရာအဲ့လိုမျိုးချိန်မျိုးမှာဒါကြီးကိုဆက်မလုပ်တော့ပါဘူးဆိုရမျိုးခိုက်တယ်မျိုးကြုံရမှာမျိုးရှိလားရှိတာပေါ့ဆရာဟိုတစ်နှစ်မှာ2ချိန်လောက်တော့ဖြစ်တယ်ပေါ့အဓိကတော့ဘယ်လိုမျိုးလဲဆရာကျွန်တော်တို့အလုပ်ဆိုတာပေါ့နော်ဒီလူတွေပျော်ရွှင်မှဟိုဘယ်လိုပြောရမလဲအဆင်ပြေတဲ့အလုပ်မျိုးဆရာလူတွေပျော်ရွှင်နေတယ်အဆင်ပြေနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ငန်းတွေကအဆင်ပြေတာပဲလေဆရာအဲ့လိုမျိုးပြောလို့ရတာပေါ့နော်ဒီအနုပညာပိုင်းသွားတာတစ်ပိုင်းပေါ့နော်ဒီဘက်ကအပိုင်းကျကျွန်တော်တို့အဲ့လိုမျိုးလေးတော့ရှိတယ်ပေါ့ဆရာအဲ့လိုမျိုးကျတစ်ခါကျရင်ဒီအလုပ်ပါတဲ့ချိန်တွေတို့နောက်တစ်ခါကျကျွန်တော်တို့ဒီလက်ထက်မှာပတ်စံပြတ်လာတဲ့အချိန်မျိုးဆိုလို့ရှိရင်ငါနိုင်ငံခြားထွက်ရင်ကောင်းမလားပေါ့ကင်မရာရောင်းပြီးနိုင်ငံခြားထွက်ရင်ကောင်းမလားဒါမှမဟုတ်ရှင်တခြားစီးပွားရေးလုပ်ငန်းပဲရင်းနှီးမြှုပ်နှံရမလားဆိုတဲ့အတွေ့အမျိုးခဏတော့ဝင်ပြီးရပေါ့ဆရာဒါပေမဲ့အဲ့လိုဝင်ပြီးသွားရင်လုံးဖြစ်လာလို့မင်းလည်းတခုမှမလုပ်ဖြစ်ဘူးမထင်မဲ့ပဲဒီလောကတွေကိုရောက်လာရနေပြီးတော့မှတကယ်ဒါကြီးကိုစွန့်လွတ်နိုင်လားလို့မင်းလည်းခုချိန်ဒီမစွန့်လွတ်နိုင်တော့အဲ့တော့ဘယ်လောက်ပဲအခက်ခဲတွေရှိပေါ့နော်ဒီကင်မရာနဲ့ပတ်သက်ရင်တော့အခုချိန်ကြီးလည်းယူသွတ်တယ်ချစ်လဲချစ်တယ်ပေါ့နော်ဒီလုပ်ငန်းကိုချစ်တယ်ပေါ့တဖြည်းဖြည်းနဲ့ဒီအနုပညာဆိုတဲ့ဟာကိုရင်ထဲမှာတဖြည်းဖြည်းနဲ့ရောက်လာခြင်းအစားပြီးတခြားအလုပ်ကိုလုပ်လို့မရနိုင်လောက်အောင်အထိကိုယူသွတ်သွားတာပေါ့လေနော်တကယ်လို့စိတ်သက်ကြနေရဆိုရင်တော့မှဟိုဘယ်လိုပြောလို့ရှိရင်ဒီကင်မရာကိုကောက်ကန်လိုက်တာနဲ့အလိုလိုနေနဲ့အားပြန်ရှိသွားပါငါလက်ဖြန်အတွက်ရှေ့ဆက်ရမယ်ငါလက်ဖြန်အတွက်ဘယ်လိုဟာဖန်တီးမလဲဆိုတဲ့ဟာမျိုးတွေပေါ့ဆရာအဲ့လိုမျိုးပေါ့ဟုတ်ဆရာပြီးတော့ဒီဟိုလက်ရှိမှာပေါ့နော်မြို့တရားဒီဗီဒီယိုပိုင်းကိုလည်းတော်တော်လေးအမိုက်စားတွေရိုက်တာတွေ့ရပါတော့ဆရာလည်းအရင်သဘောကျလို့ဆရာကိုလည်းရိုက်ပေးဖို့ကမ်းလှမ်းခဲ့ပြီးပေါ့နော်ဗီဒီယိုပိုင်းကိုဘယ်ကနေဘယ်လိုရောက်ခဲ့တာလဲပေါ့နော်အဲ့ဒါလေးကိုလည်းနည်းနည်း sharing လုပ်ပေးပါဟုတ်ကဲ့ဆရာကျွန်တော်ကဒီအရင်ဆုံးပေါ့နော်ဒီဓာတ်ပုံတွေရိုက်တယ်ပေါ့ဓာတ်ပုံတွေရိုက်ရင်ကနေပြီးတော့မထင်ပေါ့အလုပ်လေးနည်းနည်းပါတဲ့အချိန်မှာပေါ့နော်ကျွန်တော်ဒီ Anycom mobile ပေါ့နော်ဝင်လျှောက်တဲ့အချိန်မှာကျွန်တော်ဓာတ်ပုံရိုက်တယ်မှန်သိရောသူတို့ကဓာတ်ပုံဆိုင်ရိုက်ခိုင်းနေကျွန်တော်ကသူတို့ရဲ့ production တွေကိုရောက်သွားတာပေါ့ရောက်သွားတဲ့အချိန်မှာကျွန်တော်ရဲ့ဒီလက်ဦးဆရာသမားပေါ့နော်ဆရာဖိုးသနာကနေပြီးတော့မှကျွန်တော်ဒီဆွဲခေါ်တယ်နောက်ဒီကိုလင်းတို့ဘာတော့နေဆွဲခေါ်ပြီးတော့မှအတွေ့အကြုံတွေရအောင်ပေါ့နော်ဒီတင်ပေးတယ်သူတို့ထက်ပိုတည်တဲ့ဆရာကြီးစီမှာအပ်ပေးရပေါ့နော်အဲ့မှာတဖြည်းဖြည်း experience အရင်များလာပြီးတော့မှအများကြီးလုံနိုင်သွားတယ်လို့အဲ့လိုမျိုးပေါ့ဆရာဟုတ်တယ်အဲ့ဒါဘယ်လုပ်ငန်းမဆိုပေါ့နော်အဲ့လိုလက်တွဲခေါ်ဖို့ပေါ့လက်တွဲခေါ်တဲ့သူကလည်းအရေးကြီးရယ်နော်ဟုတ်ကဲ့ဆရာအဲ့တော့ငါတို့ကတော့ဒီဆရာလည်းအမြဲတမ်းပြောနေကြပါဒီမှာအဲ့ဒါ junior တွေကိုလက်တွဲခေါ်ပေးပေါ့နော် senior တွေဆိုရင်လည်းပဲ senior မဆိုလေးစားရမယ်ဆိုဒါအရင်အရေးကြီးတဲ့အချက်တစ်ချက်ပဲပေါ့နော်ဒီစိတ်တကြတဲ့အချိန်ကျရင်ဘယ်လိုမျိုးကိုပြန်ပြီးတော့စောက်တီလဲဆိုတဲ့ဟာလည်းနည်းနည်းလေးပြောပြပေးပါအောင်ဆရာဟုတ်ကဲ့ဆရာကျွန်တော်ဘွားမှာပေါ့နော်ဒီတော်တော်လေးစိတ်ရကြကြတယ်အများကြီးကြုံရပါတယ်ကျွန်တော်လည်းအဲ့ဒီခါမျိုးမှာကျွန်တော်ကဘာလုပ်လဲလို့မေးလို့ရှင်ပါကျုပ်ဆရာတော်ကြီးရဲ့တရားတော်တွေကိုတော်တော်လေးနာတယ်ပေါ့နော်နာတဲ့အချိန်မှာအဲ့ဒီကနေစိတ်ခွန်အားတွေအများကြီးရတယ်ပေါ့နော်တခုကိုလှုပ်လိုက်တိုင်းမှာဘာကြောင့်မို့ဘာဖြစ်သွားတယ်ဆိုရဲပေါ့နော်အကျိုးနဲ့အကြောင်းအမြဲတမ်းသိနေတဲ့ဟာမျိုးပေါ့အဲ့ဒါမျိုးသိတဲ့အချိန်မှာကိုယ်စိတ်ကိုဖြေနိုင်သွားတာပေါ့နော်နောက်တစ်ခါကျဒီကျွန်တော်မြတ်စွာဘုရားရဲ့တရားတော်တွေကလည်းစိတ်လက်ကြနေတဲ့အချိန်မှာတော့တကယ်အားသွေးတစ်ခွက်ပဲပေါ့ဆရာဟိုအခုရောဘာတွေလုပ်နေလဲနည်းနည်းဟာဘယ်လိုခုံ
ခွန်အားဖြစ်စေ motivation ပေါ့ပေးပါဘာလို့ TikTok မှာတော့ကျွန်တော်ဒီ Galai 101ဆိုတဲ့အားလေးနဲ့ပေါ့နော်ကျွန်တော်ရဲ့ experience လေးတွေကိုပေါ့နော်ပြန် share ပေးနေတယ်မိကုန်းလေးတွေပြန်ဖြည့်ပေးနေရပေါ့လေးဆရာနော်အားလိုမျိုးလေးတော့ရှိပါတယ်နောက်တစ်ခါကျကျွန်တော်ဒီ video နဲ့ပတ်သက်ရင်လည်းလက်ရှိမှာတော်တော်လေးအားရတဲ့အပိုင်းမှာတော့ရှိရပေါ့ဆရာဟုတ်ဓာတ်ပုံမိုင်းကတော့လက်ရှိနီးပညာတွေကတဖြည်းဖြည်းနဲ့ဒီအမြဲတမ်းအသစ်တွေကထွက်နေရဖြစ်တဲ့အတွက်လက်ရှိလည်း AI နီမတာခက်စားနေတာဖြစ်တဲ့အတွက်အဲ့ဒါကြီးလည်း live နေရတယ်ပေါ့ဆရာရဲ့လက်ရှိလုပ်ဖြစ်နေရလေးကတော့ ကိုကမျိုးတရားအနေနဲ့ဟောနောက်ဆုံးအနေနဲ့ပေါ့နော်တခြားဘာများပြောချင်တာရှိသေးလဲ အဓိကကျွန်တော်ဘောနော်ဒီလောကတွေကိုဆွဲခေါ်ပေးခဲ့တဲ့ကျွန်တော်မျိုးသမီးကိုကျွန်တော်ဒီနေရာနဲ့ကျေးဇူးအများကြီးတင်ချင်ပါတယ်သူ့ကြောင့်သာမဟုတ်ရင်ကျွန်တော်ဒီလိုနေရာမှာလည်းရောက်နေမှာလည်းမဟုတ်ဘူးเนาะဒီလိုတပုံဆရာဘွားကိုလည်းပိုင်ဆိုင်မှာလည်းမဟုတ်ဘူးเนาะအဲ့တော့မို့ဒီနေရာမှာပဲသူ့ကိုကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဆရာဟုတ်ဟုတ်အောင်မြင်တဲ့ပြောချင်တဲ့နောက်ကမင်းမရှိBye